ချက်ပါည ဒီနေ့အချိန်120120ထဲလေးတယ် တယ်လေးတယ်ဟိုမှာတိုးရယ် မနေ့ဗန်နိုင်ကျွေးမှာ 6နိုင်လောက်ဆိုစားပြီပြန်ပါ နေ့ပြန်ပကံမှာကိုရဲလေးမမုံက ရလေးမမုံကလာစားပါ ဝေယမင်းကုမ္ပဏီက ဝေယမင်းကုမ္ပဏီကတူတာအချိန်120ချက်ပါတယ်လာစားပါပကံတက်သိန်း တသိန်း တက် ကျောင်း သိန်းကျောင်းပါဟုတ်ကဲ့ပါကျေးဇူးတင်ပါ ဒါမနေ့ကျရင်ကျွေးဖို့အတွက်ကိုရဲလေးမမုံကဒါလာကြည့်ငါးတွေငါးမြမြနဲ့ရှမ်းကုန်မွေးငါကျွေးမှာအဒိန်နဲ့မိုးပြဲတဲ့နဲ့တအိုးနှစ်အိုးသုံးအိုးလေးအိုးချက်ပါအချိန်တရာဆက်ကြပါရှယ်ပါရှယ်ဒီမှာကဲဒါအရသာလေးမြည်ခိုင်းလို့မြည်ကြည့်ရကောင်းတယ်ငါမြမြနဲ့ဆိုချိုပြီးတော့ရှယ်ပဲခွေးလေး ဟုတ်ကဲ့ပါကအဲ့လိုမျိုးကြက်ကြဲလေးနဲ့ကြိုက်တာမုံငါဆိုလေနော်ကြက်ကြဲလေးငါမြမြနဲ့ချူချူလေးငါချို လူတဲ့လူကလည်းစိတ်ချမ်းသာအောင်လူတဲ့လူကငါခုထည့်ခိုင်းနေကောင်းတယ်ငါခုနဲ့ငချင်းအကောင်ကြီးတွေနဲ့ချက်တာငချင်းအကောင်ကြီးနဲ့နဲကောင်ကြီးပေါ့အကြီးဆုံးကောင်ကြီး ငါရဲ့အချိုရတာနော်ကောင်းတယ်သမီးလည်းဗကန်မှာတွေ့ရလို့အကုန်ဖိတ်ခဲ့မသိတော့ဘူးလာခဲ့လို့ အများကြီးပဲပြီးရတယ် ကဲပြီးပြပြီ အကြမ်းနေတာချက်တော့ငရေကောင်းခဲ့အောင် ဒါမှမနေ့ကဒီနေ့ကလေးချင်း အဲ့ဥနေတော့အစားနော် စာမှာ စာမှု